အဲ့ဒီ run တွေဆော့ပြီးတော့နော် high run တွေပေါ့ဗျာအဲ့ star 100ကျော်တွေတက်လို့ရတာတော့ရတယ်နော်ကျွန်တော်ကတော့ run တိတ်မဆော့ကျွန်တော်ဒီရာကြီးမှာတော့အဲ့ EHP ဆော့များတယ်ဒါပေမဲ့ကျွန်တော်လာပြောရဗျာ run ဆော့ပြီးတော့နော်တက်လို့ရလားပေါ့ high run ရတယ်အဲ့တော့ကျွန်တော်ဆော့ထားတဲ့ပွဲတွေတော့အများကြီးရှိတယ်ကျွန်တော်ပြန်ပြပြီးတော့နော်လည်းအဆင်ပြေတဲ့ပွဲလေးပေါ့အဲ့တော့ကျွန်တော်တစ်ချက်ကြည့်အောင်ဒီ list လောက်နဲ့ကျွန်တော်လည်းတွေ့တဲ့ပွဲလေးမိုက်တယ်ဗျအဲ့ပွဲလေးကျွန်တော်ပြမယ်ဒီပွဲကတော်တော်မိုက်တယ်ဗျကစားတာ run ဆော့မယ်ဆိုရင် grab ကိုင်တာကိုင်အာဒူဘ skin နဲ့ကျွန်တော်ပြမယ်ပွဲစားတယ်ကျွန်တော်ကလည်းစောက်ချင်းရောက်တာပေါ့ဗျာကျွန်တော်စောက်ချင်းလည်းရောက်တယ်မီနီယန်နဲ့ကျွန်တော်အရင်တော့ပိတ်ထားလိုက်တယ်ဗျာတွေ့လားမီနီယန်ကအဲ့10စက္ကန့်မှာထွက်မှာကျွန်တော်အဲ့ဒါကိုချိန်ပြီးတော့ပိတ်ထားလိုက်တယ်ဗျာโอเคကျွန်တော်အဓိကဆိုကျွန်တော် list လောက်ကိုကျွန်တော်ကတော့ကပေးချင်တာ list လောက်အဲ့တော့အရင်တော့ကျွန်တော်ကဒီ patient သွားကြည့်တယ်ဗျ patient သွားကြည့်တယ်တော့မရှိဘူး okay မရှိတော့ရပြဿနာမရှိဘူးအလေလမ်းမှာနည်းနည်းလွတ်နေတယ်ဗျာအဲ့တော့ကျွန်တော်အလေလမ်းကိုတစ်ချက်သွားကြည့်လိုက်ဘာညာလေးရမလားပေါ့ကိုလေးပါလေးပေါ့ဗျာပြီးရင်ဒါကတော့ list လောက်ကိုကျွန်တော်ကနည်းနည်းပညာပေးမယ်တော့Okay ဒါပေမဲ့ list တော့မလာတော့မလောက်တယ်ကျွန်တော်ပဲ wipe လိုက်တယ်အဲ့ဘက် wipe လိုက်ကျွန်တော် wipe လိုက်ကျွန်တော် wipe လဲသူများ wipe မှာတင်တဲ့ကောင်စားတော့တက်နိုင်အဲ့တော့ list တော့ကဘာပြောကျွန်တော် blue bag ကိုလာပါပဲဟောသူ blue bag စားသွားပြီတော့အဲ့တော့ကျွန်တော် bag ကိုသွားကြည့်ကျွန်တော်ရဲ့ blue bag ဖြစ်ချင်တော့ဒီမှာကန်ဂူရာအရန်ကျွံနေတော့ကန်ဂူရာကိုပဲကျွန်တော်ယူလိုက်အောင်နော်ကျွန်တော်က hero key ပေးထားဗျာဒါကျွန်တော်ဘက်ကလူကမကောက်ဖြစ်နေအဲ့တော့ကျွန်တော်ရဲ့ဘက်ကိုကျွန်တော်တော့ပြန်ကြီးမောက်ရ list တော့ဒီကိုလာမှာကျွန်တော်သိရဒါပေမဲ့ဒီကောင်စားပြီးတော့ရပါတော့ဆောင်းမိုက်တာဒီ list တော့ဆောင်းမိုက် dash တွေကတော့အမှန်ကန်နေပဲဒီကောင်ဖမ်းလို့မလွယ်ဘူးထားလိုက်list တော့ကြံနေတဲ့ဒီခွေးသေးလေးပေါ့နော်တော့မကိုက်နဲ့ခွေးသေးလေးကောင်စားရတာပေါ့ဒါပတ်စံ100ရတယ်နော်ဒါလည်း level 3ရဖို့အတွက်ဒါကလည်းဟိုဟာဘယ်လိုပြောမလဲ level 3ရဖို့အထောက်ပံ့တစ်ခုပဲဒါ list တော့ကျွန်တော်စောင်းတင်းနေပြီ level 4တော့ရသွားပြီဆရာသမားအဲ့တော့ကျွန်တော် flicker တော့ကြံသေးတယ် flicker ကကျွန်တော်ပြေးတယ်ဗောဗျာအဲ့ list တော့မှာ spray ရောကုန်သွားပြီထားလိုက်အဲ့တော့ပြန်ပြီဗျာကျွန်တော်တော့ပြန်ဒီကတော့ဒီဘက်ကကျွန်တော် list တော့ကိုပဲကျွန်တော် target ထားကျန်တဲ့ကောင်ကျွန်တော်အုံနောက်ထဲမထည့်ဘူးlist ကဝင်လာတော့ကျွန်တော်ဘက်ပြန်လာနောက်ချင်တာဆရာသမားဟဲ့တော့အိမ်ပြန်ပို့ပေးလိုက်တယ်ကဲလာကြတာတဲသွားမယ်တာတဲသွားစားကြလက်တွေပဲစားကြမှာတက်လွတ်ဟိုက်ပါမဟုတ်ဘူးငါတို့ကနော်အဲ့တော့ list တော့ရဲ့ဒီ rubber ကိုသွားပြီးဒုက္ခပေးအောင် list ကကျွန်တော်တင်းနေပြီအဲ့ list တော့ကဘာလို့လဲတူတူတွေခေါ်ပါအားလုံးမသားတွေပါပြင်ကြတယ်မှာကျွန်တော်လောက်တာဒီကောင်တွေကိုမှာတော်တော်ကြီးတိုင်ပတ်နေပြီသူတို့ rubber နဲ့ blue bag စားဖို့တော့နတ်မမှန်အောင်ကန်ဂူရာလည်းစားရတက်တယ်လဘူကတော့ဝင်လာပါပြီအဲ့ဒီတော့မသုံးသေးဘူးဆရာသမားသုံးမိချင်တယ်ကောင်โอเคပသိန်းသူစာရန်တက်နေတာscale 1လေးနဲ့1-2 combo နဲ့သူကအဲ့တော့ကျွန်တော်မိတ်ကိုတီးချင်နေပြီဒီကောင်တွေကစသုံးပေါ့နော်ကျွန်တော်ကရသလောက်တော့ကျွန်တော်ကယ်ပေးဖို့ကြည့်ပြတိုင်းမရတော့လက်ဘူးအဲ့ဒီကစွတ်ဆက်ခုန်နေဆိုတော့ကျွန်တော် first item တော့တန်တာပဲသွားလိုက်တယ်ဗျာလက်ဘူးကလမ်းသွားရှင်းတာဒါတော့မရှင်းသေးနဲ့ကြောဒါလေးပဲရင်စားထားလိုက်ပြီးတော့ဘာလုပ်မလဲဒီမှာ list တော့သူ့ဘက်ကိုသူများလာခိုးနေရတယ်ဒီကောင်တိုင်ပတ်နေဒီမှာဟေးလာပြန်ပြီ list တော့သူပါတော့စားတေကန်ဒီမှာပြဆွဲတော့ပါကျွန်တော်ပေပြီးနေပါအဲ့တော့ကျွန်တော်မပြောင်းတေအဲ့နာပေကက်ပြောနေပါအားကလည်းပြန်ဝင်သွားတယ်အမကြီး list တော့တိုင်ပတ်တယ်အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါနဲ့တိုင်ပတ် list တော့
သေသွားပြီကျွန်တော်ကတော့သူ့ဘက်စားလို့တဲ့ရောဆရာသမားကြိတ်သွားသေးတယ်ရောအဲ့တော့ list လောက်ကဘာဖြစ်နေလဲဆိုတော့သူကမှ pressure တခုရှိနေငါလုံးမ growth ကြီးကငါဘက်ကိုလာစားတော့မှာပဲငါ့ကိုလာလုံးတော့မှာဆိုတော့ဒီ pressure ကြီးရှိနေရတယ်ကောင်အဲ့စိတ်ကစားချိန်နဲ့ဒီကောင်ဆော့နေရအဲ့လိုဟာမျိုးက hyper ဆော့လို့အဲ့လိုကောင်တွေပါလာရင်အဲ့ခံစားချက်ကိုသိတယ်စောင်းရန်တင်းဖို့ကောင်းတာတွေးတော့မရောဘူးဗျာ၄-၅ကောင်လောက်ဝိုင်းချိန်နေရဒါlist တော့မြန်တယ်ဘတ်တွေပါစားတယ်ကောင် list တော့တော်တော်ကောင်းတာတော့ဒီကောင်မစိုးဘူးလို့ပြောလို့ရတယ်ကျွန်တော်တွေးစစီကြနေတော့ကောင်လေကျွန်တော်တတ်ချင်နေတာပေါ့ဗျာလာပြီလာပါဒီကောင်လေးလာပါကောင်းလာပါဒီပွဲကတော့ဘတ်နောက်တဲ့ပွဲပဲဗျာကြည့်ကောင်းတယ်ဆိုတာကျွန်တော်အဲ့ဒီနဲ့ထိုးတာကျွန်တော်ကောက်ပြန်တိုက်တယ်ဗျာရော့ကျွန်တော်ပြေးပြီscale 1 dash ရှိလားမရှိလားကျွန်တော်မသိရှိတယ်ဗျာဒါလည်းကောင်မလိုက်ဆိုတော့ကျွန်တော်အိမ်ပြန်လိုက်တယ်ဗျာဒီဘာဖုန်းလာခဲ့မပေးဘူး list ကဒီမှာတိုင်ပတ်နေပြီ edit တွေပဲပေးလိုက်ရပြီအခုဆရာလိုက်တယ်သူစမ်းနဲ့ပတ်ပြေးသွားတယ်ဖုန်းရဘယ်လိုခေါ်နေလဲမသိပါဘူးပွဲက7 minute ပြည့်တော့မယ်အခုဒီဘက်ကnet မမှန်သေးဘူး link တော့ဆိုရဲတော့တော့တာတဲစားဖို့မပြောနဲ့သူ့ရဲ့ rubber နဲ့ blue bar မမှန်ပဲတိုင်ပတ်တာပွဲတစ်ပွဲမှာကိုက focus ထားတယ်အဲ့ကောင်ကိုတော်တော်လေးကိုလိုက်ပြီးတော့ဒုက္ခပေးလိုက်ဘယ်ပွဲတော့ဘယ်ကောင်အရေးကြီးတယ်မှာရေးကြီးတဲ့ကောင်အမှ list တော့ကွက်တီပဲဒီကောင် schedule စမူသာနဲ့ကျွန်တော်ရဲ့ edit နဲ့ကွက်တီပဲ Henry ကတော့နည်းနည်းစနာနေပြီနော်ဒီကောင်တမ်းမြဲသလား Henry ကလည်းသူ့ရဲ့ make တမ်းမြဲတော်တော်နာပါဒီ passive တွေတော်တော်နာလဘူးကျွန်တော်အဲ့လိုတစ်ချက်လိုက်ချတာပါမဟုတ်ကျွန်တော်မှတန်တာဘက်ထည့်တာအဲ့ဒါအရေးကြီးတယ်တတိထားမိလားမသိကျွန်တော်တိတ်မသေးဘူးဗျာကျွန်တော်ဝင်တော့တော်တော်ဝင်တာစောင်းရမ်းဝင်တာတော့ရှေ့ရတယ်ဒါကျွန်တော်တိတ်တော့မသေးဘူးအဲ့မှာကျွန်တော်လည်းပြောချင်တာတန့်ကအမျိုးရှိရနော် drone တွေကလည်းအမျိုးရှိရအခုနောက်ပိုင်းတော့ damage drone တွေပါဆော့လာကြတယ်ဗျာဟုတ်လားFandan တို့ဘာလို့ဆော့လဲ damage run အဲ့ဒါမီယာတို့နတန်တို့ဟဲ့လားအဲ့လိုမျိုးတွေဆော့တာပြီးတချို့ဆိုလဲအဲ့လို sand run တို့ဘာလို့เนาะပြီး haircut run တို့ဘာလို့ဆော့လာတော်တော်များတွေးကြတယ်ဗျာ run တွေကကိုအားတန်တဲ့ဟာကိုဆော့ပါတော့run ဆိုတဲ့သဘောတရားဒီ rotation တွားနေရမယ်เนาะ enemy ကို patient အနည်းဆုံး patient ပြနိုင်ရမယ်เนาะ patient ပြနိုင်ရမယ် spare တောင်းနိုင်ရမယ်เนาะdamage run တွေရော spare တောင်းတဲ့ကောင်တွေမဟုတ်ဘူးဗျာဒီ ground လိုကောင်မျိုး pop လုပ်မယ် spare တောင်းမယ်ပေါ့နော် pin stand ပေးမယ် damage စားမယ်ဒီကောင်တွေကတော့တန့်ထဲမှာပါတန့်စစ်ထဲမှာပါ run စစ်ပေါ့ဒီကောင်တွေကနော် run အတူမဟုတ် run အစစ်အဲ့မဲ့မှာတချို့ run လေးတွေကကျတော့ angela တော့ဘာလို့ healing ပေးတဲ့ကောင်တွေပေါ့နော် fly run တို့ကျတော့သူက run ဆိုပေမဲ့တော့ဒီကောင်တွေက support လို့ပဲပြောလို့ရတယ်ဒီကောင်တွေကောင်းလိုက်တဲ့ estimate အဲ့တော့ဒါလေးတွေကိုတော့နားလေရမယ်တချို့က baby sitter ပေါ့နော်ကာဘာပေးတဲ့တန့်လေးတွေရှိမယ်ကာဘာပေးတဲ့တန့်ဆို lolita တို့ဘာလို့ပါဗျာအဲ့လိုမျိုးကောင်လေးတွေပြီးရင်တော့တခြားကောင်လေးတွေရှိပါတယ်franco တို့ဘာလို့ဆိုရင်ဒါသူကကာဘာပေးလို့ကောင်းတယ်ပေါ့နော်ပြီး initiate လို့လည်းကောင်းတယ် initiate တယ်ဆိုတာ franco ကပြေးကြိုက်တာပြောမှာကျိုးနဲ့ဆွဲတာ initiator ထဲမှာပါကျိုးနဲ့ဆွဲလာပေးလိုက်တာနော် battle ဖွင့်ပြီးတော့တက်တော့သူ့ရဲ့ဒီ
တိုက်မျိုးစားအများကြီးရှိတယ်အဲ့တော့ကိုကိုင်နဲ့ဟီရိုရဲ့တိုက်မျိုးစားကိုကိုကတေချာနားလေသဘောပေါက်ပြီးမှစော့မှာပဲအကျိုးရှိတယ်ဒီကောင်ဆိုရင် CC immune တွေပါတယ်ဗျာနော်ဒီ grok ဆိုလို့ရှိရင်ကို stand ပေးတော့မယ်ဆိုရင်ကိုက CC ကို immune လုပ်လို့ရတယ်ကူဖရာတို့ဆိုရင် crown control ဒီကောင်တွေကကောင်လဲ tan sensitive မှာပါတယ်ကူဖရာတို့ပါတော့ try ခဲ့တော့ crown control တက်တယ်တော်မိုက်တယ် tanky လည်းဖြစ်တယ်ဗျာကျွန်တော်နည်းနည်းလွဲသွားကျွန်တော်စစ်ပေးတာကျွန်တော်မိတ်တယ် list တော့မရဘူးဗျာဒီကောင်အတင်းကိုလိုက်လောက်တာကျွန်တော်ရဲ့ဇူရှင်းလေးရောကျွန်တော်လည်း show ရမှာပေါ့နော် physical 2ချက်3ချက် show မှာဆိုတော့ကျွန်တော်လည်း flicker ပေးလိုက်ရဖြစ်နိုင်တော့ flicker တွေကိုမလိုအပ်ဘဲနဲ့မပေးစေချင်ဘူးကျွန်တော်ကတော့ flicker ကိုတကယ်လိုအပ်မှသာနေပေးစေချင်တယ် flicker တော့ပြီးကို spare ကြီးတွေပေါ့ကျွန်တော်ကလူကဲနေရာကိုဖမ်းနေရအဲ့လိုတွေပဲတောင်းတာပြီးရင်ကိုက long ကင်တဲ့ကောင်ကတန်နေရကိုကဝင်တာတော့ဟုတ်တယ်နောက်မှ damage ပါမလာမဲနဲ့ကိုကတောင်းဝင်ပြီးမှသူများကိုထိုင်ဆဲနေလို့မရငါလိုမှအားတွေကိုကငါဝင်ချတယ်တော့ဝင်မချပေးဘူးလို့ဘာလို့ငိုနေလို့မရအောင်ကိုကအရင်ကြည့်ငါနောက်မှ damage ပေးမဲ့ကောင်ဘာလို့ပါလဲဒီလောက်ကျွန်တော်လူမှာစပယ်တောင်းနေရတယ်မှာမပေးဘူးကောင်တွေကဒီလောက်ကျွန်တော်လူမှာဒါလောက်ရဲ့သွေးကိုကြည့်နေတာ Harry ကကျွန်တော်လိုက်ချတယ်အနောက်မှာကန်ကူတာရှိရကျွန်တော်သိတယ်ဒါတစ်ဖက်ပါပဲတော့ retreat ပေါက်လို့ရအောင်လို့ကျွန်တော်တိုက်ပေးလိုက်တာဒါပေမဲ့ကျွန်တော်ပဲတော့တက်ပေးလိုက်တယ်ကျွန်တော်ပြေးပြီလဲတော့မကြည့်တော့ဘူးဗျာတော်တော်ချကြပါ retreat တစ်ပေါက်စာချန်ပေးပြီးတော့တိုက်ပလိုက်တာတေကန်ဒီမှ retreat ပေါက်တဲ့ချိန်ဝင်တိုက်မမီဘူး retreat နဲ့ spell နဲ့ဆိုရင် retreat ကပို့ပြီးတော့တိကျတာပေါ့ဘလို့ပြောဗျာကျွန်တော်တို့ရသွားတယ်ပေါ့ဗျာဒီမှာတော့ကျွန်တော်ကတော့ရေဘူးကအားဖြင့်ကျွန်တော်တိတင်တိထိုက်တာလေးတွေကျွန်တော်ပြောသွားလိုက်ပါတော့grok ကကျွန်တော်ရဲ့ favorite ဒီဟာထဲမှာတော့မပါပါဘူးကျွန်တော်ပွဲလိုအပ်ချက်ရကျွန်တော်ဆော့ပါဗျာလောလောဆယ်တော့ဒီ meta မှာဒီကောင်က first ထားပြီးတော်မိုက်တယ်ဗျာလွတ်တယ်ကျွန်တော်လွတ်တယ်အဲ့ဒီ channelဒီကိုစပယ်ကိုကြည့်ပါနော်ဗတယ်ဆိုင်တော့မယ်ငါမှပါစပယ်ရှိတယ်ပါစပယ်မရှိဘူးလေအဲ့ဒါကိုကအမြဲတမ်းကိုကြည့်တာကိုစပယ်လေးတွေကိုကြည့်တာကိုစပယ်ကိုမကြည့်ဘူးဗျာဗတယ်လည်းဝင်တယ်ပြီးမှကိုကစပယ်မရှိဘူးရှော့သွားတော့လကားပဲကိုမှစပယ်ပါတယ်ရှိတယ်မရှိဘူးတော့ကိုတိနေရမှာစကေး1ရှိလားစကေး2ရှိလားဒါမှမဟုတ် AD ရှိလား flicker ရှိမရှိရန်သူကရောပါစပယ်3ပြီးပြီလဲဆိုတော့ကိုကတိနေရမှာကိုတင်းအောင်လည်း information ပေးရမှာဒီလားခြုံစစ်ရတဲ့ပွဲရှိတယ်ဒီပွဲကခြုံသိမ့်မစစ်ရအောင်ကက်တီတာပါတဲ့ပွဲတွေဟဲကတ်ပါတဲ့ပွဲတွေခြုံတကုံစစ်ရတယ်ဘူဒိုရာတို့ပါတော့ဂူနီဘီယာတို့ပါတဲ့ပွဲခြုံတကုံစစ်ရတွေးရခြုံအကုန်လိုက်စစ်ခြုံစစ်ရင်လည်းကိုကမလျှောဘူးတော့လိုတယ်အဲ့လိုမလျှောဘူးဆိုရင်ကိုကလည်း item တွေမှန်ဖို့လိုတယ်နော်ဒီမှာ Harry ပါတဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော်တို့က Radiant Armor အဒီနာရှိတစ်ခုခုပေါ့နော်ထည့်ထားလိုက်နေပါခံနိုင်အောင်လို့ဟုတ်လားမဟုတ်လို့ရှိရင်တော့မရဘူးကြံတဲ့ဟာတော့တိတ်ဘာမှဖြစ်ပါဘူးနော်တန်တာ best တော့ဟာဒီပြီးလို့ရှိရင်တော့လွှမ်းမိုးချုပ်ကနေတော့ရေခဲဟလား dominate ice မာညာတာကဒီလောက်ဆိုရင်အဆင်ပြေပါပုံမှန်ဆက်နေကြတိုင်းထူးပြီးတော့ဆက်ကြအောင်ဒီကောင်ကတာဝါတော့ကာကြတယ်ဒီကောင်လမ်းပိတ်တာစပယ်ဒီကောင်နောက်ပိုင်းတွေးတော့မရောတော့ကြည့်အဲ့လောက်ထိမှာ area destiny area ကျွန်တော် spin နဲ့လွဲသွားတယ်ဒါ skin one တော့မှန်တယ် estimate တော့ waste ဖြစ်သွား short တော့မှာမပြတ်ဆုံးထားရ Guardian Hamlet ကောင်းလိုက်တယ်ဗနဒီတာလေးဗျာ epic outplay ပြသွားပြန်စရာမလိုသူရတက်တယ်သူရ200ကျော်တက်သလားသူ200ကျော်တက်နေတွေးတက်ချိန်အိမ်ပြန်စရာမလိုတော့လဘူး
ကျွန်တော်လော့တော့စားလောက်နေပါတော့တကယ်တော့ကျွန်တော်ဒီလိုမျိုးနေနေတာဒါပွဲအရန်တာတော့တကယ်လော့လောက်ပြီဆိုလို့ရှိရင်ကျွန်တော် position ကိုကောင်းယူထားမှာ position ကောင်းယူထားမှာဒါကြောင့်ပွဲတာရော AC ဆော့အောင်ဗျာဆော့ရလွယ်လိုက်တာတော့မထင်နဲ့ဒီ RAM မှာ star တစ်လုံးရတော့မလွယ်ဘူးဆော့ကြည့်လိုက် star 100ကျော်ပါအကုန်လုံးကစာတက်ပေတက်တဲ့ကောင်တွေပဲမဆော့တက်နဲ့လာဆော့တဲ့ကောင်တကောင်မရှိဘူးသူဆော့တဲ့ row သူတို့ကောင်းဆော့တက်တာများတယ် Mighty Glory ဟောနော်လောက်မှလွယ်တယ်ဒီ immortal မှာတော့တကယ်ခတ်တယ်ခဏလည်းတွေ့ရတယ်အဲ့လို pro player တွေနဲ့တော့မလွယ်ဘူးပြီးပါဗျာဒါကတော့ကျွန်တော် lot လဲခေါ်လာပြီဆိုတော့ tower တစ်ချက်ဝင်ရိုက်ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်ပြောတဲ့ဟာလေးတွေမှတ်ထားပါတော့သူက grok မှာ combo တွေတော့အများကြီးရှိတယ် skill 1 flicker เนาะပြီးလို့ရှိရင် wall paint မယ်တိုက်မယ်ဒါမှမဟုတ်လဲနေရန်ထဲကိုအဝေးတိုက်ချင်တယ်ဆိုရင် anti net flicker သွဲတုံးတာတော့ဟုတ်လားအမျိုးရှိရဗျာဒါကတော့ကိုညံရှိဆိုတော့ပေါ့ဒါပေမဲ့ spare တွေကိုရှောက်ပြီးတော့လကားကျွန်တော်ပြောလို့ပေါ့ကိုဖက်လူလည်းမပါဘဲနဲ့လိုက်တုံးတာမကောင်းပြီး hero key တွေလိုက်ကောက်တာတော့ပါတော့အဲ့အရာတွေကတော့မကောင်းဘူးเนาะဖြစ်နိုင်ရင်တော့ကိုယ့်ရဲ့ hyper တို့ maxman တို့ hero key ပေးလိုက်တာတော့အကောင်းဆုံးပဲဒီပွဲ list တော့တော်တော်ကောင်းပါတယ်ကျွန်တော် respect ပေးပါဒါပေမဲ့သူရှုံးသွားရောเนาะသူစောပုံစောနီကောင်းတယ်ဒါပေမဲ့ကျွန်တော်ကြည့်ရတော့သူတို့ဘက်ကတော့အသွေးဖြည့်ပြီးဘာလို့မရတော့ကျွန်တော်ထိထား item တွေကြည့်လိုက်ဒါတကောအကုန်ကောင်တာထားပြီးသားပဲဒိုမနီအဲ့တွေပါပါတယ်เนาะပြီးကျွန်တော်မှာ blade armor တွေပါလည်းပြန်ပါသေးရဗျာသူတို့ damage ပေးနိုင်တယ်သူတို့လည်းပြန်ထိပါပဲ blade armor မှာကျွန်တော်အဲ့သွေးတက်တဲ့ခေါင်းဆောင်ကြီးနဲ့ပေါ့เนาะပြန်တွဲထားလိုက်ဆိုတော့သူတို့ချတဲ့ damage ရဲ့30ရာခိုင်နှုန်းသို့မဟုတ်30ကျော်လောက်တော့သူတို့ပြန်သွားမှာပဲပြီးတော့ကျွန်တော်မှလည်း damage ရပါတယ်ဗျာကျွန်တော်တင်ရ damage ပါဆိုတော့လွယ်ဘူးကျွန်တော်တတ်တာနေတယ်သူတို့ကသွေးတော်ကိုင်းနေကျွန်တော်ဘာမှမလုပ်ပဲရက်နေတာသူတို့ကသွေးရော့နေမှာအဲ့တော့ item လေးတွေကလည်းအရေးကြီးပါတယ်ပြီးတော့ကိုယ့်ရဲ့ဒီဘတ်တယ်ဆိုင်တဲ့ချိန်မှာကိုယ့်ရဲ့အတွေးခေါ်ပေါ့ငါဘယ်ကောင်ဖမ်းပါလဲဘယ်ကောင် damage ပေးပါလဲဘယ်ကောင်ကတော့ငါ့ကိုလှုပ်လို့ရတဲ့ကောင်လဲဘယ်ကောင်တော့ငါ့ကိုလှုပ်လို့မရအောင်ငါနိုင်တယ်အဲ့ဒါလေးကြည့်ပါတော့lane post တဲ့ပုံစံလေးတစ်ချက်ကြည့်ပါကိုယ်နဲ့ဆိုင်တဲ့ rule တွေပေါ့နော်အကုန်လုံးကတော့အရေးကြီးတယ် lock တက်လာရင်တော့ lock ကိုဘယ်လမ်းတက်မယ်ဆိုတော့ငါတို့ဘယ်လမ်းကနေ post မယ်အစားအရေးကြီးတယ်ဗျာအဲ့ဒါတွေက micro လေးတွေအဲ့မျိုးလေးတွေအစားအတိအကျသိရမယ် jungle ကိုင်းဆိုရင် jungle ဘက်ကိုဆိုင်ဘယ်နဲ့စက္ကန့်ကြာတယ်နော် flame shot flicker ကူလောင်းတွေဘယ်လောက်ကြာတယ်ဘာညာအဲ့လိုမျိုးလေးတွေကိုကသိရင်အကောင်းဆုံးပဲမတိတော့ဘာဖြစ်လဲမတိတော့လည်းမတာဖြစ်တော့မတိတော့စကားမတိရဲ့ကောင်မတာဖြစ်တာတိရဲ့ကောင်တာသွားပဲကျွန်တော်တော့မှ skin မကောင်းဘဲနဲ့ဒါမျိုးလေးတွေကျွန်တော် tip and trip လေးတွေကျွန်တော်သိရပါဗျာလျှို့ဝှက်ချက်လေးတွေသိတာဖြစ်ကြောင်း skin မကောင်းဒါပေမဲ့ Mighty Glory Immortal ဆိုရဲ rank ကိုရာသီကုန်ပြီးတစ်ပတ်နှစ်ပတ်လောက်ထဲကရအောင်သွားနိုင်ဒါလည်း skill တစ်ခုပဲเนาะအဲ့တော့ကျွန်တော်ပြောတဲ့ဟာလေးတွေကိုကြည့်ပြီးတော့ RAM မှာသွားပြီးတော့အသုံးချနိုင်ကြပါလေကျေးဇူးတင်ပါတယ်ကျွန်တော်ကိုမလို့ပါဗျာကျွန်တော်နိုင်တဲ့ပွဲတွေကတော့အများကြီးပဲတပွဲတနေ့လောက်ပဲရှုံးတယ်ဒီပွဲလေးတော့ကျန်တဲ့ပွဲတော်တော်အကုန်လုံးမိဘနိုင်ထားတာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုမလို့ပါဗျာကြိုက်နေတတ်ရင် follow လေးတွေအသေးလေးတွေ share လေးတွေလုပ်သွားပေးပါဗျာ